こんにちは。ဒီနေ့တော့ဘာကာရီကာဆိုတဲ့ grammar လေးကိုဆက်ပြီးတော့ပြသပေးသွားမယ်ပေါ့နော်။ဘာကာရီကာရဲ့အဓိပ္ပာယ်ကဒီနေရာမှာမြန်မာလူကိုအလွယ်မှတ်မယ်ဆိုရင်တော့တဲ့အပြင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အော်ရှေ့ရဟာဖြစ်တဲ့အပြင်နောက်ကဟာလည်းဖြစ်သေးရဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောရဲပေါ့နော်။ဒါဆိုလို့ရှိရင်ဒီမှာနာနီဒါခဲတဲ့မို့ဂျူဘောနာနိုနီဆာရာနီဟိုကာနောခိုတိုမိုခွာဝါရူပေါ့နော်။အဲ့တော့ဒီဟာနဲ့ပဲကိုရှေ့ရ A ဆိုတဲ့ဟာနဲ့တဲ့ကိုပဲလုံလောက်နေတယ်ဒါပေမဲ့အဲ့ဒါပြင်ထပ်ပြီးတော့မှလက်ချားဟာတွေကိုလည်းပဲထပ်ပြီးတော့ပေါင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောတာအဲ့တော့မြန်မာလိုဆိုလို့ရှိရင် A အပြင် B ကလည်းဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာပေါ့နော်အဲ့တော့ဒီဟာကြတော့သူကကောင်းတာတွေရောမကောင်းတာတွေသူကသုံးတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အရင်ဆုံးအောက်မှာသူ့ရဲ့ပတန်က noun ပေါ့ noun ရဲ့နောက်က verb ရဲ့သုံးတယ်ပေါ့နော်အဲ့တော့သူကဘာခါရီကပေါ့အဲ့တော့ဒီဟာဆိုလို့ရှိရင်တော့G short form နဲ့ verb တွေဆိုရင်သုံးတယ်ပေါ့နော်နာ adjective ဆိုလို့ရှိရင်နာ plus ဘာခါရီကပေါ့နော်noun ဆိုလို့ရှိရင် noun plus တရားတို့ဘာခါရီကဒါမှမဟုတ်ရှင်တရားတို့ကိုမထည့်လိုက်ရတာပေါ့နော်တရားတို့ဘာခါရီက前の本でフッ素ではないことをいいအဲ့တော့ तू ကဘာလဲဆိုရင်ရှေ့ရစာကြောင်းမှာပုံမှန်မဟုတ်တဲ့အရာကိုပြောတာကွာပုံမှန်မဟုတ်တဲ့အရာကိုပြောတယ်ပြီးလို့ရှိရင်ထပ်ပြီးတော့မှအတုံတော့ဘုံတဲ့မူနောက်ထပ်စာကြောင်းတွေမှာလည်းပဲဤကားဤစေကိုဆိုဤကားဤစေဆိုတာကဘယ်လိုအရာမျိုးပြောလဲဆိုရင်မျောလင့်မထားတဲ့အရာမျိုးနောက်တစ်ခုကအန်အောင်မင်သက်သွားစေမယ့်အရာမျိုးပေါ့နော်အဲ့ဒီဟာကိုတဲ့ခန်းကြီးစာဆဲတူဟိုခါနော့ကိုတိုအိုခွာတူအဲ့ဒီဟာကိုခံစားသွားစေမယ့်တခြားအရာတွေကိုထပ်ပြီးတော့ထည့်ထားတာပေါ့အဲ့ဒီစာကြောင်းတွေမှာအတုံတော့ဘွန်တဲ့ဝါတဲ့အဲ့တော့နောက်ကစာကြောင်းမှာဟိုကနေမို့တူယူဆိုတဲ့တခြားရာလည်းပဲဆိုတဲ့အီမီကိုအာရဝါစုဖော်ပြတယ်မိုးစကားဦးခိုတူကအိုးမိုးဆိုတဲ့စကားလုံးကိုလဲပဲပေါ့နော်ဆိုတဲ့စကားလုံးကိုသုံးတာအများပါရဲ့တဲ့မာတပြီးတော့ဗာလဲဆိုလို့ရှိရင်ဟာတာရခိခခင်တော့ဘွန်ဝါခိုနိုင်ဘယ်လိုရာမျိုးမလောက်လဲဆိုရင်တရားကိုတစ်ခုခုလှုပ်စေချင်တာမျိုးပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုရင်နည်းနည်းခိုင်းစေတဲ့ buff ပုံစံမျိုးပေါ့အဲ့လိုစာကြောင်းနေတော့မလိုက်ပါဘူးတဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ရဲဘုံပေါ့နော်ရဲဘုံလေးတွေကိုကြည့်ကြည့်မယ်1ဟာခန်းကအခုရတာばっかりが大作にもテーマとったので牛の病気が広がってしまったဟာခန်းဆိုတာကဒီရှာဖွေတွေ့ရှိမှုကအခုရတာばっかりがအဲ့တော့ဒီမှာ buff ဆိုတော့ G short ပေါ့နော် buff sorry အတိတ်ကာလပေါ့နော်တာဖောင်နဲ့နောက်ကြတဲ့အပြင်ဒါစခုနေမှုဆိုတာကစီမံဆောင်ရွက်မှုတွေမှာလည်းပဲအဲမတူတနိုတဲ့ဆိုတာမတူစာပါဖြစ်တာလဲဆိုနှောင်နေရကွာလှုပ်ဆောင်နှောင်နေရပြောချင်တာနှောင်နေတဲ့အတွက်ကြောင့်မလို့ဦးရှိနောယောခီကဟီရိုကတက်စမတာနော်ရဲ့ဒီယောဂပေါ့နော်ကကျေပြန်သွားခဲ့တယ်အဲဆိုရင်အဲ့မှာဘာကာရီကဆိုရဟာတဲ့အပြင်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့နောက်မှဆိုလို့ရှိရင်ဒီနှောင်နေတယ်ဆိုတဲ့ဟာအရာပေါ့အဲ့ဒီဟာကွာထပ်ပြီးတော့သူထပ်ပေါင်းထည့်တာရှာဖွေသိရှိမှနောက်ကြတယ်ဆိုတဲ့ရာကွာအစားတွေကတိတ်ပြီးတော့မှာဘာဖြစ်လဲဆိုလို့ရှိရင်ပုံမှန်မုံလေနော်စောစီရှာဖွေတွေ့ရှိရမှာအဲ့ဒါအပြင်ကမှဒီဟာနဲ့တွေကိုရှာဖွေတွေ့ရှိမှုကနောက်ကြတဲ့အပြင်ကမှနောက်ထပ်ဘာဖြစ်လဲလှုပ်ဆောင်မှုရတဲ့နှောင်နေနေဆိုတော့မှဆိုတော့အဲ့တော့ပြောချင်တာကတော့ A ဆိုတဲ့ຢာနဲ့အောင်လုံလောက်နေပြီနောက်ထပ်မှာ B ဆိုတဲ့ຢာလည်းရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောပါနော်ဒီစာကြောင်းမှာကကျတော့နည်းနည်းမကောင်းတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးထားတာပေါ့နော်နိတာကြီးမစင်စိのဆယ်စွတ်မေးပါတဲ့တာကြီးမဆရာရဲ့စင်ပြချက်တွေကခိုတိုမိုနီမိုဝါကာရီရာဆူီဘာကာရီကကလေးတွေအတွက်လည်းပဲဘာလဲအစင်ပြေလွယ်ကူတဲ့အပြင်တဲ့ဟီဂျော်နီအဝတ်စီကိုခုတ်တဲ့ထားမင်းနီနာတို့ဗာလဲတကယ်ကိုလည်းပဲစိတ်ဝင်စားစရာကောင်းပြီးတော့မှအကျိုးရှိသေးတယ်အဲ့တော့ကလေးတွေအတွက်လွယ်ကူတယ်အဲ့ဒါပြုံမှနောက်ထပ်အားသင့်စရာကောင်းလောက်မှာဖြစ်လေအရန်ကိုမှစိတ်ဝင်စားစရာကောင်းပြီးအကျိုးရှိတယ်ဒီမှာဆိုလို့ရှိရင်ရာစုကြီးပေါ့ E adjective plus ဘာကာရီကိုသုံးထားတယ်ပေါ့နော်ဘာကာရီကိုသုံးထားတယ်ခိုဆုနောယာမမီချီကရှော့ရှင်းရှာဝနီဝခိခံနာဘာကာရီကどっちの景色もあまり良くない。ခေါ်စီရမမီဆိုတာဒီတောင်တက်တလန်းမှာတောင်လန်းอ่ะပေါ့နော်ရှော့ရှင်းရှာဆိုတာဘယ်လိုဟာလဲဆို beginner ပေါ့နော်အခုမှစပြီးတော့မှလုပ်ကြည့်မဲ့သူတွေတော့ကခိခံနာဘာခါရီကအနေရှိတဲ့အပြင်နဲ့တို့ချူနောခေစီကီမူလန်တဝက်ပေါ့နော်
ပြောမယ်ဆိုရင်လန်တဝက်မှာရှိတဲ့ရှုခင်းတွေကလည်းအာမရီရောခုနိုင်တိတ်ပြီးတော့မကောင်းဘူးပေါ့အဲ့ဒီနေရာမှာဆိုရင်နာ adjective ခိခန္နဆိုပြီးတော့ခိခန္နဘာခါရိကဆိုပြီးတော့တုံထားရပေါ့နော်အဲ့တော့အနေရလည်းရှိတယ်အနေရှိရတဲ့နေုံပဲလုံလောက်နေအနေရှိရဆိုတာနဲ့ဟိုမကောင်းဘူးလေကွာအဲ့တော့ဒါဆိုရှင်အနေရှိတဲ့ပြင်မှာဘာဖြစ်လဲလန်ကရှိတဲ့ရှုခင်းတွေကလည်းတိတ်ပြီးတော့မကောင်းနောက်ဆုံးတစ်ခု友達ばかりが親兄弟も彼の居場所を知らないတကယ်ချင်းဒီနာမကောက်တကယ်ချင်းနာမကောက်သူ့ရဲ့မိဘညီကိုမောင်နှမတွေကလည်းပဲသူ့ရဲ့ဤဘာရှော့ဆိုသူနေရဲ့နေသူရှိရဲ့နေရာကိုရှိရနိုင်မသိဘူးပေါ့နော်အဲ့ဒီညမှာတော့နောင်နဲ့ဘာကားတွေကိုတုံထားတယ်ဒါပေမဲ့တရားတွေကိုဖြုတ်ပြီးတော့တုံးလို့လည်းရတယ်ပေါ့နော်ဒုမသားချိဘာကားတွေကတကယ်ချင်းနေပြင်မိဘညီကိုမောင်နှမတွေကလည်းသူ့ရဲ့နေတဲ့နေရာလည်းရှိရဲ့နေရာကိုမသိကြပါဘူးဒါဆိုဘာကားကရဲ့အတိတ်ဘယ်ကအပြင်းဆိုအတိတ်ပဲပေါ့နော်တဲ့အပြင်း A ဖြစ်တဲ့အပြင် B ကလည်းဖြစ်သေးတယ်ဆိုရယ်အတိတ်ပဲမျိုးနဲ့တုံးနေပေါ့နော်ဒါဆိုလို့ရှိရင်အားလုံးမရမယ်လို့ထင်ပါတယ်ဘိုင်ဘိုင်